ကဲအားလုံးမင်္ဂလာပါเนาะကျွန်တော်လောလောဆယ်တော့ကျွန်တော်အခုက live ကလွှင့်လို့မရသေးဘူးเนาะဒါကျွန်တော် video file လေးပေါ့ကျွန်တော် video file မလုပ်ဘဲနဲ့ဒီတိုင်းဒီကျွန်တော်စာရွက်ပဲတင်တယ်ပေါ့เนาะအရင်နေတာပေါ့ကျွန်တော် video file တင်လိုက်ပို့ဆိုးမယ်လားဘာလို့လဲကျွန်တော် video file တင်လိုက်အခုတော့မှကျွန်တော်ဒီအပတ်ထဲမှာ channel 3-4ခုပေါ့3-4ခုဒီနေ့ထောင်မယ်ကျွန်တော်ဒီနေ့ post လေးတင်တယ်ပေါ့เนาะနောက်နေ့ကျရင်ကျွန်တော် report ထုတ်ကန်အဲ့ channel ကစစချင်းမာတွေထုတ်ကန်ရတဲ့အတွက်ကျွန်တော်ဘယ်လိုပြောမလဲဟို live လွှင့်လို့မရဘူးเนาะ live ကတော်တော်နဲ့လွှင့်လို့မရဘူးဖြစ်နေပါเนาะအဲ့တော့ဟို live လွှင့်လို့မရသေးတဲ့ကြားမှာတကယ်လို့ကျွန်တော်ရဲ့ဒီ YouTube channel live လွှင့်လို့မရသေးတဲ့အချိန်မှာပေါ့ဒီကျွန်တော်ရဲ့ YouTube account တစ်ခုပေါ့เนาะအဲ့မှာကျွန်တော်ဒီ post လေးရှိရပေါ့เนาะဒီမှာ short ရဲ့ post ရပေါ့เนาะ post လေးအောက်မှာကျွန်တော် comment အောက်မှာဒီ Viber link ရှိရပေါ့အဲ့တော့ဒီ Viber link ကိုနှိပ်လိုက်တာ ਨੇ ကျွန်တော်တို့ဒါကျွန်တော်ရဲ့ free group ပေါ့เนาะကျွန်တော် Viber မှာ free group ဖွဲ့ပေးတာเนาะအဲ့ group ထဲမှာဒါနိုင်เนาะဟာပါတော့เนาะဒီ group ထဲတန်းရောက်ပါမှာเนาะအဲ့ဒါကျွန်တော် free group ကျွန်တော်ကနေနေတင်ပေးတယ်ပေါ့နော်ကျွန်တော်အဖွဲ့ဝင်တွေအောင်ပြီးသွားရင်လည်းဒီဘက်မှာတင်ပေးတယ်ပေါ့နော်အဲ့တော့ဒီ group ကို join ထားစေချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော် comment အောက်မှာကျွန်တော်ရဲ့ Viber group ကိုကျွန်တော်ထည့်ပေးထားတယ်အဲ့ group ကို join လိုက်ပါဟုတ်ပြီနော်ဒီအဲ့ဆိုရင်ကျွန်တော်ဒီမှာခုကကျွန်တော်တော်တော်နဲ့ကို live လွှင့်ဖြစ်အောင်မထင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒါလေးရေးထားတဲ့ဟာရှိရတဲ့ထဲမှာဒီ comment အောက်မှာဒါလေးကိုနှိပ်လိုက်ပေါ့နော်နှိပ်လိုက်တဲ့အခါကျရင်ကျွန်တော်ရဲ့ Viber group တွေကိုရောက်သွားမယ်ပေါ့နော်အဲ့ကြရင်ဒါကျွန်တော်နဲ့ကျွန်တော်တင်တဲ့ဟာလေးတွေကိုကျွန်တော်မူ site တွေပါတစ်ခါလေးတင်တယ်ပေါ့နော်အဲ့တော့မူ site တွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ငကိုတွေကကျွန်တော်တွေ့တဲ့ဟာတွေအားလုံး public မှာပြနေကြပါပေါ့နော်ဒါပေမဲ့တစ်ခါလေးကြာရင်ဟိုကျွန်တော်တယောက်ချင်းစီကလာတောင်းတာရှိရပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီလိုရရင်ဒီ channel ထဲမှာကျွန်တော်ထည့်ပေးတယ်ပေါ့နော်တစ်ခါလေးကြာရင်ဟိုဘယ်လိုပြောမလဲတားဟော့သွားမှာဆိုတဲ့ဟာမျိုးတွေရှိရပေါ့နော်အဲ့လိုဟာမျိုးတွေဆိုရင်ကျွန်တော်မူ site တွေဟိုမတင်တတ်ဘူးပေါ့နော်မူ site တွေမတင်တတ်ဘူးဒါပေမဲ့တစ်ခါလေကြာတချို့မူ site တွေရောကျွန်တော်အတွေးတွေရောအကုန်ပေါင်းတဲ့အခါကျတော့ရှင်းပြဖို့ခက်တဲ့ဟာမျိုးရှိရပေါ့နော်အဲ့ဒါမျိုးဆိုရင်တော့ကျွန်တော်ဒီ group မှာဟိုပါပေါ့ဟိုတင်တဲ့ခါလည်းတင်တယ်ပေါ့နော်မတင်တဲ့ခါလည်းမတင်ဘူးပေါ့ဒါမျိုးတွေရှိရပေါ့နော်အဲ့တော့ဟိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့နားလည်ပေးပါပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တခုပေါ့နော်ဒါဒီအဖွဲ့ဝင်တွေဆိုတိတန့်ပေါ့ကျွန်တော်ပြောချင်တာဘာလဲဆိုတော့ကျွန်တော်ပုံမှန်ကဒါလေးပါပြချင်တယ်ပေါ့နော်ဒါလေးပြရင်လည်းကျွန်တော်နမူနာလေးပေါ့ဒါလေးပြရင်လည်းနမူနာလေးပေါ့ဒါကျွန်တော်ဒီတစ်ပတ်မှာကျွန်တော်မူ site တွေနဲ့ပေါ့နော်ကျွန်တော်ထုတ်ခဲ့တာအားလုံးကမူ site 4ခုရှိတယ်ကျွန်တော်အခွေက3360ခွန်အခွေပေါ့3360ခွန်အခွေကကျွန်တော်ထုတ်ခဲ့တဲ့နေရာမှာဘာလဲဆိုတော့ဟာနော်အားပြောချင်တာလည်းတော့ကျွန်တော်ပုံမှန်ကကျွန်တော်အင်္ဂါမကျော်ပဲပေါ့နော်အင်္ဂါမကျော်ထုတ်နေတာကျွန်တော်တော်တော်ကြာပြီပေါ့နော်ဒါတော်တော်ကြာပြီအင်္ဂါမကျော်နဲ့အဆင်ပြေနေတာတော်တော်ကြာပြီပေါ့နော်အဲ့တော့ကျွန်တော်ပြီးခဲ့ဘက်ကဒါဗုဒ္ဓဘူးဆိုပြီးတော့ဗုဒ္ဓဘူးနေ့ဘူးမကျော်ဆိုပြီးကျွန်တော်ထုတ်လိုက်တယ်အဲ့တော့ချိုးတွေကအင်္ဂါမကျော်ကနေဘယ်လိုဖြစ်လို့ဗုဒ္ဓဘူးဖြစ်သွားတယ်ဆိုတာကိုကျွန်တော်တစ်ချက်ရှင်းပြအဓိကကျတော့ကျွန်တော်ဒီလိုဖြစ်သွားတဲ့အကြောင်းအရာအဖွဲ့ဝင်အဟောင်းတွေကြောင့်ကျွန်တော်အဖွဲ့ဝင်အဟောင်းတွေကိုအမှန်တိုင်းပြောရင်ကျွန်တော်စိတ်ပူတယ်တော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ဒါအင်္ဂါမကျော်မှာပြီးခဲ့တာမှာတော်တော်ကြာနေပြီပေါ့နော်အပတ်တိုင်းပေါ့နော်အပတ်တိုင်းအောင်မြင်တယ်အပတ်တိုင်းပေါ့နော်အပတ်တိုင်းဆိုတာကတော်တော်ကြာနေပြီပေါ့နော်5-10ပတ်ရှိနေပြီပေါ့ဒီလိုအင်္ဂါမကျော်ကြာစင်နေအင်္ဂါမကျော်ပေါ့နော်ဖြစ်နေတာတော်တော်ကြာပြီပေါ့အဲ့တော့အဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့အဖွဲ့ဝင်အဟောင်းတွေပေါ့နော်အဟောင်းတွေကျွန်တော်နာမည်တော့တက်မပြောတော့ပါဘူးเนาะကျွန်တော်အဖွဲ့ဝင်အဟောင်းတွေကျွန်တော်နာမည်တော့အကုန်လုံးသိတယ်ပေါ့เนาะကျွန်တော်ဟိုဟာဖြစ်တယ်ဘယ်လိုယုံကြည်မှုအရန်ဒါဘယ်လိုပြောမလဲဒီကျွန်တော်ပုံမှာပေါ့เนาะယုံကြည်မှုအရန်ရှိရပေါ့အဲ့အတွက်လည်းကျေးဇူးတင်တယ်ပေါ့ဒါပေမဲ့ဘယ်လိုဖြစ်လဲဆိုတော့ဟိုးကျွန်တော်နဲ့4-5-6လလောက်စပြီးတော့မှလက်တွဲတဲ့လူတွေကအရင်တော့ဆိုရင်ဒါ2000-3000လောက်ပဲထိုးနေတာပေါ့เนาะနောက်ပိုင်းကျတော့တောင်းချီဖြစ်လာပေါ့เนาะတောင်းချီဖြစ်လာတယ်တောင်းချီပြရတဲ့အခါကျရင်လည်းကျွန်တော်တကယ်ဝမ်းသာပါတယ်เนาะဝမ်းသာတယ်ဒါပေမဲ့ဘယ်လိုပြောရမလဲဆိုတော့ဟိုကျွန်တော်ပေါ်ယုံကြည်တာတော့ကျွန်တော်ကျေးဇူးတင်တယ်ပေါ့เนาะဒါပေမဲ့ကျွန်တော်ကလည်းကနန်းတွေကိုမနှက်ပြန်ပါထွက်မလဲဆိုတာကျွန်တော်ကြိုးသိတာမဟုတ်ဘူးကျွန်တော်မူ site တွေနဲ့ပဲ
တက်နိုင်ဆုံးဒါကျွန်တော်စဉ်းစားတတ်တဲ့ဉာဏ်နဲ့ပေါ့နော်ကျွန်တော်မူဆိုင်တွေကိုအရင်အားကိုးတာမဟုတ်ဘူးတကယ်တမ်းကျတော့ကျွန်တော်ဘယ်လိုပြောရမှာမူဆိုင်က30%နဲ့အားကိုးတာအတွေးပဲအဓိကအတွေးရပဲ80%ကျွန်တော်စဉ်းစားပြီးတော့မှပေးတာဟုတ်ပြီနော်အဲ့တော့အခါကျတော့ဟိုဘယ်လိုပြောရမှာလဲယုံကြည်မှုရှိတာတော့ကျေးဇူးတင်တယ်ပေါ့ဒါပေမဲ့ဘယ်လိုမျိုးပြောရမလဲဆိုတော့တားယုံကြည်မှုရှိတဲ့အခါကျတော့အရန်ကြီးတွေလောက်တာမျိုးလဲကျွန်တော်ကနည်းနည်းထိမ့်လိုက်တဲ့သဘောမျိုးပေါ့နော်အဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့အင်္ဂါမကျော်ဆိုရင်4ချိန်ပဲရှိတယ်4ချိန်ပဲရှိတော့တနင်္လာနေ့တည်းကစပြီးတင်ထိုးတာတခါကျတော့တစ်ခုရှိဒီတစ်ပတ်ဒါ80ဆိုရင်တနင်္လာနေ့နဲ့အစောကြီးအောင်သွားပြီပေါ့အဲ့မျိုးကြရင်ဘယ်လိုပြောရမှာအစောကြီးမှာစသချင်းမှာအောင်သွားတဲ့အတွက်အရန်အရနေရင်လည်းကျွန်တော်ခုနလိုပြောသလိုပေါ့စိတ်ရန်ပူစရာမရှိဘူးကျွန်တော် like တွေကိုပြန်ကြည့်လို့ရကျွန်တော် like တွေမှာအခုနောက်ပိုင်းဆိုရင်ဒါကျွန်တော်ပြောတာမဟုတ်ဘူးအနည်းဆုံးတော့မှန်ပါတယ်เนาะတစ်ခါလောက်ကတော့ထပ်ပြီးတော့အနည်းဆုံးထပ်ရမှာပဲပေါ့เนาะအဲ့တော့ကျွန်တော်အမြဲတမ်းပြောရပေါ့เนาะဒါရသွားရင်နားစေချင်တယ်အဲ့နားစေချင်တယ်ဆိုမှလည်းတချို့ကကြတော့ဘယ်လိုဖြစ်လဲဆိုတော့နားလိုက်တယ်ပေါ့เนาะကျွန်တော်စကားနားဒါပေမဲ့နားလိုက်တဲ့အချိန်မှာတချို့လူတွေကတော့ဆက်ထိုးတယ်ပေါ့เนาะဆက်ထိုးတဲ့အခါမှာရတဲ့လူကလည်းရတာတွေအရင်တွေ့တဲ့အခါကျတော့ဆရာကနားခိုင်းလို့ဆိုတော့အဲ့လိုမမြင်ပါနဲ့เนาะဘယ်လိုပြောရမလဲဆိုတော့ကိုကတတ်မတ်အမြဲတခုရရှိပြီဆိုရင်ကျွန်တော်တော့နားစေချင်အဲ့ဒါမှရေရှည်တွားလို့ရမှာပေါ့เนาะနောက်မို့ဆိုရင်ဘယ်လိုပြောရမလဲဆိုတော့တူတီကအဲ့လောက်ကြီးလွယ်ကူရိုးရှင်းနေတာမဟုတ်ဘူးပေါ့เนาะအဲ့လောက်ကြီးအရင်ကြီးလွယ်ကူရိုးရှင်းတာမျိုးမဟုတ်ဘူးအားကြောင့်ကျွန်တော်ရဲ့ဒီအဖွဲ့ဝင်အဟောင်းပေါ့ကျွန်တော်နဲ့ဒီအကြာကြီးပဲလက်တွဲလာရှိတယ်ပေါ့နော်ကျွန်တော်အရန်ကြီး site တယ်သူတို့အရန်ကြီး site တယ်ပေါ့နော်အဲ့တော့ကျွန်တော်ခါတိုင်းထုံးနေကြအင်္ဂါမကျော်ကနေနည်းနည်းလေးထိမ့်လေးဖြစ်သွားအောင်ကျွန်တော်ဟူးမကျော်လို့ထုတ်လိုက်တာဒါပေမဲ့ကျွန်တော်ဒီတစ်ပတ်ဆိုပုံဝင်နေပြောတာအဲ့တော့တလင်းလာနေတယ်ထွက်နိုင်တဲ့စာကျွန်တော်သိပါတယ်နော်ဒီတစ်ပတ်ဆိုရင်ဒါရောက်ဒီတစ်ပတ်ဆိုရင်ရောက်ပါနော်ကျွန်တော်ဒီတစ်ပတ်မှာခုနကရောက်ပါမယ်။ဒါနဲ့ဟုတ်ပါနော်ကျွန်တော်အဲ့ဒီတစ်ပတ်မှာကျွန်တော်ထုတ်ခဲ့တဲ့ဟာတွေရှိတယ်ပေါ့နော်။ထုတ်ခဲ့တဲ့ဟာတွေရှိတယ်ဆိုတော့ဒီမှာတွေ့ပေါ့နော်။ဒါဒီအပင်ကိုပြောတာပေါ့နော်။ကျွန်တော်ဒီအပင်မှာဒီရာပေါ့နော်။ခွန်980ခွန်335 335ကျွန်တော်စားထုတ်ခဲ့တယ်။နောက်ပြီးတော့ဒီမူဆိုင်တွေကအဲ့ကြောင့်ကျွန်တော်ဒီမှာလေတနင်္လာရင်ကပုတ်တော့ဘူးဆိုဒီတစ်ပတ်မှာအရင်ထွက်သွားတာပေါ့နော်80 60 303လို့ထွက်သွားအဲ့တော့ကျွန်တော်ကစိတ်မပူနဲ့ပေါ့နော်ကျွန်တော်ကတနင်္လာနေ့တွေကစထွက်နိုင်တာကိုရှာတယ်ဒါအင်္ဂါနေ့မှလည်းဖြစ်နိုင်ခြေရှိလားဗုဒ္ဓဘူးနေ့မှာဒီလိုမျိုး3ရက်မှဖြစ်နိုင်ခြေရှိလားကျွန်တော်အမြဲတမ်းစဉ်းစားပြီးတော့မှပေးတာပေါ့နော်အဲ့တော့ပေးတာပေါ့ဆိုတော့ဘူးမကြော့ဆိုဘူးနော်ကျွန်တော်ကတော့လိုပဲဖြစ်ဖြစ်ခုနကပြောတနင်္လာနေ့တွေကထွက်နိုင်တာကိုပဲပို့ပြီးဦးစားပေးရှာတယ်ဒါပေမဲ့ခုနလိုပေါ့နော်ပို့ပြီးချိန်ထိုးလို့ရအောင်ကျွန်တော်တော့ဘူးမကြော့ဆိုပြီးတော့ပြန်ပြီးတော့ထိမ့်လေးဖြစ်သွားအောင်လို့ပေါ့နော်ကျွန်တော်ဒါဟိုးမကြော်ဆိုပြီးတော့ပြန်လှုပ်လိုက်တာပေါ့အဓိကတော့အဖွဲ့ဝင်တွေအရင်ဘယ်လိုပြောရမှာလဲဆိုတော့ယုံကြည်မှုလွန်ကဲနေမှာဆိုလို့ပေါ့နော်ကျွန်တော်ပြန်ပြီးထိမ့်လိုက်တဲ့သဘောမျိုးပါအဲ့တော့ကျွန်တော်ကိုနားလည်ပေးပါဟုတ်ပြီနော်အဓိကတော့အဖွဲ့ဝင်အဟောင်းတွေကိုပြောတာပေါ့နော်ကျွန်တော်လည်းအရင်ရေရှည်လက်တွဲလာတဲ့လူတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ view site တယ်ပေါ့အဲ့တော့ view site တော့အမြဲတမ်းဘယ်လိုပြောမလဲကြည့်နေတာပေါ့နော်အဲ့လိုမျိုးတော့ရှိတယ်အဲ့တော့ကျွန်တော်တို့ဟုတ်ပြီနော်အဲ့တော့ဒီတစ်ပတ်မှာဆိုရင်လည်းကျွန်တော်တို့ဒါ8ခွန်လို့3ညာ3လို့ဟုတ်ပြီနော်51 80ကျွန်တော်တို့ကောင်းရခဲ့တာပေါ့နော်ကောင်းရခဲ့တာရှိရဆိုတော့မနှက်ပြန်တော့ကျွန်တော်သက်သိပါတယ်ဘယ်လိုပြောမှာဒုတိယမထူတစ်ခါလေးကြာမထူရမနေနိုင်ဖြစ်တယ်ဒါပေမဲ့လုံးဝအပြင်းပြေပေါ့နော်ခါတိုင်း5000မထူရင်1000ဘူး2000ဘူးတော့စမ်းကျင်ပေါ့မစမ်းကျင်တော့ကျွန်တော်ကတော့မထူစေချင်ပေါ့နော်အဲ့တော့ကျွန်တော်မနှက်ပြန်မှာ
ကျွန်တော်6ခွက်ပဲပေါ့နော်69 5 44 5 68 63ပေါ့ဒီ6ခွက်လေးကိုအပြင်းပြေစော့ကြည့်ပေါ့နော်ဘာလို့လဲကျွန်တော်ဒီတစ်ပတ်ကအရင်ကြီးheavy ဖြစ်မနေဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ရတဲ့တလောက်ရခဲ့ပြီးပါပြီလာမယ့်ပတ်တော့ပဲကြည့်တော့ပေါ့နော်မနေ့ပြန်အောင်ကြတော့လုံးဝအပြင်းပြေလောက်ပဲစော့သေးတယ်ဟုတ်ပြီနော်ဘာလို့ live ကြည့်ရလူလည်းရပါတယ်ဘာလို့လဲ live ကြည့်ရလူတွေလည်းကျွန်တော်51မှာလည်းပေးခဲ့တယ်ဟုတ်တယ်နော်38389ရကြပါတယ်ဟုတ်ပြီလား live ကြည့်ရလူတွေလည်းအဲ့လိုပဲပေါ့ဘယ်လိုပြောရမလဲဆိုတော့ပပလေးပဲစော့ပေါ့နော်မနေ့ပြန်တောက်ကြနေတယ်ရောက်နေပြီဆိုတော့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ပြဟုတ်ပြီနော်အဲ့တော့ဒီကျွန်တော်အကြိုက်ဆုံးကြီးကဒီ96လေးကြီး96လေးကြီးကတော့ဒါမဟုတ်မနေ့ပြန်ကဘယ်လိုပြောရမလဲဆိုတော့ဒီဟာပေါ့နော်ကျွန်တော်ဒီနားလေးမှာပဲပြနိုင်ဟုတ်ပြီနော်ဒီကြီးကဒီစာမျက်နှာအပြည့်စုံတော့ကလင်ဒါတစ်ခုလုံးညီပါတော့မှန်တယ်လို့ထင်တာပဲပေါ့နော်အဲ့တော့အဓိကအဲ့ကြီးကိုသုံးတာတဲ့အတွက်မနေ့ပြန်အတွက်ကဘယ်လိုပြောရမလဲထိုးပြောရပေါ့နော်ဒီ63ညပြီးရင်ဒီမှာဗိုလ်တော်ဘူးနေနောက်ပိတ်နဲ့ပေါင်းလိုက်ဒါဆို9ရဲ့ပေါင်း4 9ရဲ့နဲ့ခက်6ဒီ9 4 6ကဒီကြာပြီးနေမှာထိမထိရင်တောက်ကြနေမှာဖြည့်ရဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့ဒီခွန်နဲ့1နဲ့ပေါင်းရင်8နဲ့8နဲ့ပေါင်းတော့6ရဲ့ပေါင်း1 6နဲ့ခက်ကိုဒီ6တစ်ကိုကဒီကြာပြီးတောက်ကြမှာထိရအောင်ဟုတ်ပြီနော်ကြာပြီးမှမထိတောက်ကြမှာထိရပေါ့ဟုတ်ပြီနော်ဒီ2 8နဲ့ခွန်နဲ့ပေါင်းလိုက်ရင်ခွန်ရဲ့ပေါင်း2ခွန်ရဲ့နဲ့ခက်3ညာဟုတ်ပြီနော်အဲ့တော့ခွန်ရဲ့ပေါင်း2ခွန်ရဲ့နဲ့ခက်3ညာဆိုတော့ကျွန်တော်တို့ကဒီမှာအများကြီးထိရအဲ့တော့ဒီကလင်နာကြီးမှာကျွန်တော်ထက်ကလင်နာကြီးတစ်ခုလုံးနေပါကျွန်တော်စစ်တော့မဆက်ရသေးဘူးပေါ့နော်ကလင်နာကြီးတစ်ခုလုံးနေပါမှန်တယ်လို့ထင်တယ်ပေါ့နော်ဒီမှာ1 5 6နဲ့4နဲ့ပေါင်း3ည5ခွန်ကြီးဒီနေ့ရက်ပေါ့နော်ဟုတ်ပြီနော်အဲ့တော့စစ်ကြည့်လိုက်ပေါ့ကျွန်တော်အဲ့ဒါတော့မစစ်တော့ဘူးဒီကလင်နာမှာအဓိကကျွန်တော်တို့ကအမှားဆုံးကြီးတစ်ခုအရင်စဉ်းစားပါပေါ့နော်အဲ့တော့ဒီကလင်နာကြီးတစ်ခုမှာတော်တော်များများမပြတ်ခဲ့ဘူးပေါ့နော်ဒီကိုလေးကြောင့်ကိုယ့်ဘက်ကိုလည်းစစ်လို့ရတယ်ဒီမှာလေ4နဲ့2နဲ့ဒီကတော့တော်တော်လို့များ4နဲ့2နဲ့ပေါင်း6နဲ့5နဲ့ပေါင်း1အဲ့တော့1ကျက်ပေါင်း6 1နဲ့168ကြီးဆိုရင်ကြာပြီးနေမထိတောက်ကြနေထီရဟုတ်ပြီလားအဲ့တော့ဒီကမှန်တယ်ဆိုတော့ကျွန်တော်ဒီရှေ့တွေတော့မစစ်ကြတော့ဘူးဒီကလင်နာမှာအပြည့်နီးပါမှန်တယ်ပေါ့နော်ဟုတ်ပြီနော်ပြက်လေတစ်ခုနှစ်ခုလောက်ထင်တယ်တော်တော်ကြီးကိုမှန်တယ်ပေါ့နော်အဲ့တော့946ကြီးက6နဲ့3နဲ့ပေါင်း6နဲ့3နဲ့ပေါင်း946ကြီးကကောင်းတယ်ပေါ့နော်ဒီကြီး3လုံးကမနေ့ပြန်တော့ကျွန်တော်လိုက်ကြည့်ရလို့ဆိုရင်ကီးအနေနဲ့ဆိုရင်664ကီးကိုယုံကြည်သုံးလို့ရဟုတ်ပြီเนาะအဲ့ထဲကကျွန်တော်က664ကီးတွေက66ကီးကိုစစ်ထုတ်လိုက်တယ်ပေါ့เนาะအဲ့ထဲကဘယ်လိုစစ်ထုတ်လဲဆိုတော့ကျွန်တော်ရဲ့ဒီကီးပေါ့เนาะဒီကီးဒီမှာကျွန်တော်ပြီးရင်group ထဲမှာတင်ပေးမယ်เนาะဒီ website တွေအားလုံး group ထဲမှာတင်ပေးမယ်ဟုတ်ပြီเนาะ free group ထဲမှာရှိရဲဒီမဲ့ free group ကို join တင်လဲကျွန်တော်0999905561ကို high လိုက်ပါเนาะ high လိုက်ပြီး free group ကိုဆက်သွယ်ခြင်းနဲ့ဆိုပြီးတော့ free group ကိုဝင်ခြင်းနဲ့လို့ပြောလိုက်ရင်ကျွန်တော်တို့ထည့်ပေးပါเนาะအဲ့လိုမှမဟုတ်လို့လဲကျွန်တော်တို့ပြောစရာမလိုပါဘူးเนาะကျွန်တော်တို့ဒီ YouTube link မှာဒီ YouTube ရဲ့ဒီ post မှာပေါ့နော်ကျွန်တော်တို့ဒီမှာ post ကြည့်တယ် post ရဲ့ comment အောက်မှာဒီမှာပြလေးရှိအဲ့ပြလေးကိုနှိပ်လိုက်ပြီးနောက်ချောင်းနှိပ်လိုက်ကျွန်တော်ရဲ့ Fiverr group တွေကိုဝင်သွားမယ်အဲ့လိုနည်းနဲ့လည်းကျွန်တော်တို့ဝင်လို့ရတယ်ပေါ့နော်အဲ့တော့မနေ့ပြန်တော့အကောင်းဆုံးကြီးရတော့ကျွန်တော်ရွေးချယ်တာက964ကီနောက်တစ်ခုကကြတော့ဒါ961ကီပေါ့နော်961ကီကဒီနှလုံးပေါင်းလိုက်တာ4နဲ့5နဲ့ပေါင်း961ကဒီနေ့ရက်မှာထိမယ်ဆိုတော့မထိသေးဘူး3နဲ့9နဲ့ပေါင်း249ကီ54 1နဲ့6နဲ့ပေါင်းရင်935ကီ80 5နဲ့3ညနဲ့ပေါင်း938ကီ68 353ကီထိတယ်ပေါ့နော်တောက်ချောက်ကျွန်တော်ဒီမှာပြတာเนาะကိုကလည်းလုပ်ကြည့်လို့ရတယ်ဂူထဲမှာထည့်လို့ရတယ်ကျွန်တော်ဒီနားလေးပဲပြလိုက်ဟုတ်ပြီเนาะအတူလေးဆိုတော့ဗီဒီယိုကအတူလေးပဲတင်တာဆိုတော့4နဲ့5နဲ့ပေါင်းရင်961ကီ961ကီဆိုတော့မနေ့ပြန်မှာဒီနေ့ပုံမှာဒါ961ကီ961ကီဟုတ်ပြီเนาะ961ကီနောက်တစ်ခုကကြတော့ဒါကြတော့96တလုံးနဲ့ဒါကရော3နဲ့ကြာပြီလေဟုတ်တယ်မလားဒီ1နဲ့3နဲ့ပေါင်းရင်4ရဲ့ပေါင်း9ရဲ့နဲ့ခက်6ဒီ